အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Together Medical Service ကဒေါက်တာမျိုးပါဒီနေ့မှာတော့ကျွန်တော် Together Medical Service ကိုနှလုံးခွဲစိတ်မှုနဲ့ပတ်သက်ပြီးတော့လာရောက်မေးမြန်းတဲ့လူနာတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီနှလုံးခွဲစိတ်ကုသမှုပြုလုပ်လို့တဲ့လူနာတွေရဲ့စိုးရိမ်ပူပန်မှုရှိနေတဲ့မေးခွန်းတချို့ကိုကျွန်တော်ပြန်ဖြေကြားပေးမှာဖြစ်ပါတယ်အဲ့ဒီမေးခွန်းတွေကိုဖြေကြားပေးဖို့အတွက်ကျွန်တော်တို့ Together Medical Service နဲ့ချိတ်ဆက်ထားတဲ့အိန္ဒိယနိုင်ငံ Hyderabad မြို့မှာရှိတဲ့ရာရှိရာဆေးရုံကြီးရဲ့နှလုံးခွဲစိတ်ကုသမှုဌာနကသတ်မှတ်ထားတဲ့ဖြည့်စွက်မှုတွေကိုကျွန်တော်ပြန်လည်ပြောကြားပေးမှာဖြစ်ပါတယ်အဲ့တော့နှလုံးခွဲစိတ်မှုပြုလုပ်မဲ့လူနာကဘယ်အချိန်မှာစပြီးတော့ဆေးရုံတက်ဖို့လုပ်လဲပေါ့ပထမအဆုံးအနေနဲ့ဒီနှလုံးခွဲစိတ်မှုမနှက်ပြန်ပြုလုပ်မယ်ဆိုရင်တော့ဒီနေ့မှာနှလုံးခွဲစိတ်မဲ့လူနာဆေးရုံတက်ဖို့လိုပါတယ်အဲ့ဒီတရက်ကြိုပြီးဆေးရုံတက်တဲ့အချိန်မှာသူဆောင်အောင်ရှောင်ရမယ့်အချက်တွေအကုန်လုံးကိုအဲ့ဒီမှာရှိတဲ့လူနာပြအားလုံးရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့နှလုံးခွဲစိတ်မှုမပြုလုပ်ခင်ရက်မှာအစာနဲ့ရေကိုဘယ်အချိန်မှာရက်ရမှာလဲပေါ့အစာနဲ့ရေကိုကျတော့မနက်ဖြန်နှလုံးခွဲစိတ်ကုသမယ်ဆိုရင်ဒီနေ့ညသကောင်ရဲ့အချိန်မှာအစာနဲ့ရေကိုရက်ထားဖို့လိုအပ်ပါတယ်တပြိုင်တည်းမှာပဲဒီဂရင်းတန်ရှင်းရေပေါ့နော်အစာနဲ့ရေကိုရက်တဲ့အချိန်မှာဂရင်းတန်ရှင်းရေကိုလည်းတည်တည်ချာချာပြုလုပ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျတော့ဒီနှလုံးခွဲစိတ်မဲ့လူနာတွေဖြစ်တဲ့အတွက်တောက်နေရတဲ့ဆေးတွေရှိတယ်ပေါ့နော်အဲ့တောက်နေရတဲ့ဆေးတွေရောဘယ်အချိန်ဒီမှာရက်တက်မှုလိုအပ်မလဲပေါ့အဲ့တော့တောက်နေရတဲ့ဆေးတွေမှာတော့ဘယ်ဟာတွေကိုရက်ရမယ်ဘယ်ဟာတွေကိုတော့ဆက်တောက်လို့ရတယ်ဆိုတာကိုတော့နှလုံးခွဲစိတ်မဲ့အထူးကုဆရာဝန်ကြီးကတေချာရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်ရေဘူးကအပြင်ဆိုရင်တော့ဒီနှလုံးနဲ့ပတ်သက်ပြီးတောက်နေရတဲ့သွေးကြဲဆေးလို့ခေါ်တဲ့ aspirin လိုဟာမျိုးနှလုံးဒီနှလုံးခုန်လုံးကိုထိန်းညှိတဲ့ beta blocker လိုဟာမျိုးကတော့ဆက်လက်တောက်လို့ရတယ်နောက်တစ်ခုကကျတော့ဒီစီးဆေးလိုဟာမျိုးတွေသွေးကြဆေးလိုဟာမျိုးတွေ ACI လို့ခေါ်တဲ့သွေးကြဆေးလိုဟာမျိုးတွေကတော့ရက်တက်ဖို့လိုအပ်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့စီးကျိုရှိတဲ့လူနာတွေမှာပေါ့စီးကျိုဆေးတွေကိုရက်ဖို့လိုမှာလားဆက်တောက်အောင်မှာလားပေါ့ပုံမှန်အဖြစ်ဆိုရင်တော့စီးကျိုဆေးတွေကမှာ metformin ဆိုရင်တော့နှလုံးခွဲစိတ်မှုမပြုလုပ်ခင်2ရက်အလိုမှာတွေကရက်တက်ရမှာဖြစ်ပါတယ်တခြားစီးကျိုဆေးတွေကတော့နှလုံးခွဲစိတ်မဲ့မနက်မှာတော့ရက်တန်မှုလိုအပ်ပါတယ်အင်ဆူလင်ထိုးဆေးထိုးနေရတဲ့စီးကျိုယောဂတွေအတွက်ဆိုရင်တော့အင်ဆူလင်ထိုးဆေးကိုသက်ဆိုင်ရာဆရာဝန်ကြီးတွေကချိန်ညှိပေးမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနှလုံးခွဲစိတ်ပြီးသွားတဲ့အချိန်ပေါ့နော်ထွက်လာတဲ့အချိန်မှာဘယ်လိုမျိုးအခြေအနေရှိနေမှာလဲပေါ့လူနာကဘယ်လိုမျိုးအခြေအနေရှိနေမှာလဲလူနာကနှလုံးခွဲစိတ်ပြီးထွက်လာမယ်ဆိုရင်တော့အရေးပေါ်အထူးကြက်မကုသခန်းလို့ခေါ်တဲ့ ICU ထဲမှာလူနာရှိနေမှာဖြစ်ပါတယ်လူနာကနာရီအနည်းငယ်တော့တတိယအောင်မှာမဟုတ်ဘူးပြီးတော့ကျတော့လူနာကနှလုံးခွဲစိတ်ပြီးထွက်လာတဲ့အချိန်မှာအသက်ရှူပိုက်တွေရင်ကောင်းပိုက်တွေရှိနေမှာဖြစ်ပါတယ်ပေါ့နော်ဒီအသက်ရှူပိုက်တွေရင်ကောင်းပိုက်တွေခန္ဓာကိုယ်ရဲ့သွေးပေါင်တွေနေအောက်ဆီဂျင်တွေတိုင်းတဲ့ကရိယာတွေအကုန်လုံးကလည်းနောက်1ရက်2ရက်လောက်နေရင်ဒါတွေကဖြုတ်ပြလိုက်မှာဖြစ်ပါတယ်ပြီးသွားရင်တော့ဒီနောက်1ရက်2ရက်နေတဲ့အချိန်မှာဒီနှလုံးခွဲစိတ်ပြီးတဲ့လူနာဟာထူးခြားမဲ့ကုသခန်းကနေပြီးတော့ရိုးရိုးတန်တန်လူနာခန်းကိုရွှေ့ပြောင်းလို့ရမှာဖြစ်ပါတယ်3ရက်ကနေ5ရက်နေပြီဆိုရင်တော့ဆေးရုံမှာနေဆင်းဝင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီကြားထဲမှာလည်းလူနာအတွက်ဒီနှလုံးခွဲစိတ်ထားတာဖြစ်တဲ့အတွက်နာကျင်မှုကိုသက်သာစေမယ့်ဆေးတွေကိုထိုးဆေးတွေတောက်ဆေးတွေပေးထားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်လူနာကနာကျင်မှုရောနေမှာဖြစ်ပြီးတော့ပုံမှန်အတိုင်းအသက်ရှူနိုင်မယ်ပုံမှန်တိုင်းလမ်းလျှောက်နိုင်တဲ့ဟာမျိုးတွေဆက်လက်လုပ်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒီနှလုံးခွဲစိတ်ပြီးသွားတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ကဘာတွေဆက်ရှိမလဲဆိုတဲ့အခါကျတော့လူနာရဲ့နှလုံးပြန်လည်တန်ဆွမ်းရေးအတွက်ပေါ့နော် cardiac rehabilitation ကိုသက်ဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေသူနာပြုတွေကပြုလုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုပြုလုပ်ပေးခြင်းအပြင်လည်းလူနာကမြန်ဆန်နဲ့ပဲပြန်လည်ပြီးတော့ပုံမှန်မူလအတိုင်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒီလိုအားတွေကိုလုပ်တဲ့ဟာကကျွန်တော်တို့ကဒီအချိန်အနေနဲ့ဆိုရင်တော့တစ်လလောက်ကြာမှာဖြစ်ပါတယ်ဒီတော့တဲ့မှာတဖြည်းဖြည်းချင်းပို့ပြီးလူနာကသက်သာလာမယ်ပုံမှန်အတိုင်းပြန်လဲလုပ်ငန်းဆောင်တာတွေကိုလုပ်နိုင်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါတွေကတော့ဒီနှလုံးခွဲစိတ်ကုသမှုပြုလုပ်မဲ့လူနာတွေစိုးရိမ်ပူပန်တဲ့မိဘတချို့ကိုကျွန်တော်ပြန်လည်ဖြေကြားပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်